ဖုန်းတစ်ချင်းတန်ကြဲကြဲဖွင့်တာနဲ့အော်ဟစ်ဖုံးပြောတာမျိုးရှောင်ကျင်ပြီးနားချက်အမြဲတုံးရပါမယ်မိမိကြောင့်သူတစ်ပါးစိတ်အနှောက်အယှက်မဖြစ်စေဖို့ငြိမ်စိတ်စွာစီးနှင်းခြင်းကအခြေခံယဉ်ကျေးမှုဖြစ်ပါတယ်ဘတ်စကားပေါ်မတရက်စီးတဲ့အခါကြောပိုးအိတ်ကိုအရှိဘက်ပြောင်းလွှဲထားဒါမှမဟုတ်အောက်ချထားရပါမယ်ဒါမှသာကျင်းမြောင်းတဲ့ကားလမ်းကြောင်းထဲမှာတခြားသူတွေကိုအိတ်နဲ့တိုက်မိတာမျိုးမဖြစ်မှာပါကားပေါ်အနံ့ပြင်းတဲ့အစာတွေယူမလာဖို့နဲ့မုံစားပြီးအမိုက်တွေကိုပြတင်းပေါက်ကနေအပြင်းမပစ်ဖို့လိုအပ်ပါတယ်အမိုက်ကိုမိမိအိတ်ထဲတင်သွားပြီးစနစ်တကျစွန့်ပစ်တာကအကောင်းဆုံးအလီအထဖြစ်ပါတယ်တက်ရွဲအိုကိုဝန်ဆောင်နဲ့မတန်ဆွမ်းသူတွေကားပေါ်တက်လာရင်မိမိထိုင်ခုံကိုဦးစားပြီးဖယ်ပေးရပါမယ်ဒီလိုကိုချင်းစာစိတ်ရှိခြင်းကမြို့ပြရဲ့စီကံရှိမှုကိုအများကြီးပေါ်လွင်စေပါတယ်ကားတကားဝနဲ့လမ်းကြောင်းထဲမှာပိတ်မရက်ပဲကားအတွင်းထဲအထိတိုးဝင်ရပ်ပေးရပါမယ်စင်းခါနီးမှသာတခြားသူတွေကိုခွင့်ပြုပါအောင်ဟုယဉ်ကျေးစွာပြောပြီးအပေါက်ဝဘက်တိုးထွက်ရမှာဖြစ်ပါတယ်ကားပေါ်လူကျက်နေပါစီတခြားသူရဲ့ခန္ဓာကိုယ်ကိုတမင်တိုးဝင်တာနဲ့မဖွယ်မရာထိတွေ့တာမျိုးလုံးဝရှောင်ရပါမယ်တဦးနဲ့တဦးကြားမှာအတက်နိုင်ဆုံးကိုယ်ပိုင်နေရာချမ်းပြီးအင်ဒရီရှိရှိစီးနေမှုလိုအပ်ပါတယ်ချောင်းဆိုးနှာချီရင်လက်ကိုက်ပေါ်ဝါဒါမှမဟုတ်တံတောင်းစီနဲ့တီချအုပ်ရမှာဖြစ်တယ်လို့ mask လေးတက်ထားရပါမယ်လူထုကြားထဲမှာယောဂပိုးမှမပြန့်ပွားအောင်ကာကွယ်ခြင်းကအရေးကြီးတဲ့တာဝန်ဖြစ်ပါတယ်ကားပြီးဖို့ပတ်စံအကျွေးကိုကားပေါ်မတက်ခင်ကလေးကကြိုတင်ပြင်ဆင်ထားရပါမယ်တကားဝရောက်မှပတ်စံအိမ်နှိုက်ရှာနေတာမျိုးကနောက်ကလူတွေကိုအချင်းကြံ့ကြစီလို့မလုပ်သင့်ပါဘူးကားပေါ်မှာအိပ်ပျော်လို့ဝေဖြစ်ဖြစ်ဖုံးကြီးလို့ဝေဖြစ်ဖြစ်ဘီးလူရဲ့ပခုံးပေါ်ခေါင်းပြီးကြမသွားအောင်သတိထားရပါမယ်မိမိတက်တောင့်တက်တာဖြစ်မှုအတွက်ဘီးလူအားနာစရာမဖြစ်ဘူးအရေးကြီးပါတယ်မတိုင်းမဟုတ်တဲ့နေရာမှာအတင်းဆင်းခိုင်းတာနဲ့ကားဆက်ရာစပိတ်ရာတွေကိုအိုဟစ်ဆေးဆိုတာမျိုးလုံးဝမလုပ်ရပါဘူးဘလို့အခြေအနေမျိုးမှမဆိုစီကံအတိုင်းယဉ်ကျေးစွာပြောဆိုဆက်ဆံရပါ